ဒီမှာအစောကြီးရောက်လာတယ်မိုးလေးတော့ကြာနေပြီ ဟာဘာယူလာလဲကြည့်အောင်လက်ဆောင်ဝါပြောငါကြီးလာပေးတာပေါ့ ဝဲမယ်ဘယ်ပြမနေတော့ဝဲမယ်ပြောထားတာ အဲ့ဒါဆိုဟုတ်ပြီ ဝဲမယ် မဟုတ်ပို့ပေးမယ်နော် ဒီမှာဗာလဲ ငါဖို့ ရိတ်ခါလေးမလာဘူး ခိခါလေးမလာသေးဘူးနော် စားကြမရှိတော့ဆိုတော့ဒီဥစ္စာကိုအမတို့ဝဲမယ်နော် ဟုတ်ပြီနော်ဒါဘယ်လိုဖမ်းရလဲ ပိုက်နေမိရတဲ့ ဟဟလားတော်တယ်ပြုံး900ကြီးကဘူးလောက်ရှိတယ်ကျေးဇူးတင်တယ်နော်ဒီမှာရိတ်ခါပြည့်နေရတယ်အတော်ပဲ ဟုတ်တယ်အားကြမရှိတော့ဒါကတဲ့ခရင်နဲ့တပ်ပချုပ်လာပို့ပေးတာတဲ့ဘသူချက်ထားရလဲ အဘချက်တာလားအိုးအဘမလာဘူးလားအဘမလာဘူးလားအခုပါလဲလှီလုတ်ပြီးတော့မလားမိုးလင်းလာမယ်ဆိုတကယ်ရောက်လာနော်တောက်ရည်လားခက်တာတောက်ရည်တောက်ရည်ဟာကိုကဘူးကိုကဘူးထက်ထွေးပေးနေပြီသူအတစ်ထက်ထွေးပေးနေရတယ်ဒီတခုကမပြီးသေးဘူးပေါ့ဒီမှာလေ ကောင်းတယ်တဲ့ ဒါလေးလုပ်လိုက်စပြီးအောင်လုပ်ပေးနော်ဒါလေးကိုကဘူးကိုစုချမယ်ပြီးရင်နော်ကိုကဘူးကိုစုရင်းနိုင်ချမယ်ကိုကဘူးခွင်းထားပေးတဲ့လေလေးဒီမှာတေချာတိန်းထားမယ်နော်တေချာပြပေးမယ်ဒါကိုကဘူး အဲ့ဒီလေးတာကြာမနော် မော်ဂန်မင်းဒါကိုရထုထားတဲ့လေကလေးဆိုပြီးနော်ဒီမှာနေရတာပြောလားပြောရနော် ဒီမှာကပူးတို့ယူလာပေးတဲ့ဟင်းဒါတဲ့အဘချက်ပေးလိုက်တာလေနော် ဟုတ်လား အဘကိုကျေးဇူးအများကြီးတင်တယ်လို့ပြောရအောင်ဘာကိုကျွမ်းမလာအောင်ပြောရလေ ဒါလည်းအောင် မနာလည်းအောင်လို့ပြောရလေ ဘုဘာဟင်းလေးယူလာပြီလေဘာလဲဟောပကန်းဆိုတော့ပစွန်လေ ချက်ပစွန်လား မဟုတ်ပကန်းပစွန် ကဲပစွန် ဒါဘာလဲခရင်တမချုပ်လားအိုးအများကြီးပဲတမချုပ်တော့ခါမစားဘူးကျေးဇူးအများကြီးတင်တယ်နော် ကျေးဇူးတင်လိုက်တာ ကျေးဇူးအများကြီးတင်ပါတယ်ကိုကဘူးကိုဘာပြင်ချက်ကျွေးရမလဲပြော ကပူးကစားချင်တယ် ကိုကဘူးဘာပြင်စားခြင်းလဲ